ChatGPT, Gemini, Claude, Grok တောင်လူပုံတွေရဲ့ chatbot တွေအများကြီးရှိရတဲ့နေရာမှာလူသုံးများသော chatbot ကိုပြောပါဆိုရင်တော့ဒီကောင်တွေပြောလို့ရတယ်ဆိုတော့လူသုံးများရဲ့ chatbot တွေကိုရှင်းကြည့်လိုက်တဲ့အခါမှာဘယ်ဟာပိုကောင်းမလဲပြီးတော့ဒီ chatbot တွေထဲမှာပဲဘယ်နေရာမှာဘာပို့ပြီးတော့မှအသုံးဝင်လဲဆိုတာကိုဒီနေ့ဒီဗီဒီယိုမှာပြပြပေးမယ်ဆိုတော့စလိုက်ရပထမဆုံးပြောချင်တာကအခုချိန်ဒီကိုလူကြိုက်အများဆုံးနဲ့လူသုံးများဆုံးဖြစ်နေသေးတဲ့ ChatGPT ဒီကောင်ကတခြား bot တွေနဲ့ရှင်းလိုက်မယ်ဆိုရင် develop အဖြစ်ဆုံးနဲ့ feature ဆောင်ဆုံးလို့တော့မှပြောလို့ရတယ်ဥပမာ image generation အပိုင်းနေ research အပိုင်းနေပြီးတော့ agent feature လိုမျိုး feature တွေနဲ့တခြား app တွေနဲ့ပါချိန်လို့ရတဲ့ feature တွေလိုမျိုးပေါ့ဒီ feature တွေကတခြား pop တွေနဲ့ရှင်းလိုက်တဲ့အခါမျိုးမှာအကောင်းဆုံးမဟုတ်ဘူးဆိုရင်တော့မှဒါကောင်းကောင်းအလုပ်လုပ်နိုင်တဲ့ထဲမှာပါတယ်ပြီးတော့ app တွေမှာဆိုလို့ရှိရင်လည်းဒါ chatbot တွေထဲမှာဆိုရင်အများဆုံးချိန်လို့ရတဲ့ pop လိုတော့မှပြောလို့ရတယ်ပြီးတော့သူ့မှာပါတဲ့ model ဆိုလို့ရှိရင် brainstorming လုပ်တဲ့ဘိုင်းမှာတော်တော်လေးကောင်းတယ်ပြီးရင်ဒီ mobile phone တွေမှာတော့မှ voice chat feature ပါရသေးတာတခြားတွေထဲမှာမရဘူးလားဆိုတော့လည်းမဟုတ်ဘူးရတယ်ဒါပေမဲ့ ChatGPT လောက်တော့ကောင်းတဲ့ထဲမှာမပါတော့များတယ်အဲ့တော့ဒီလိုမျိုး brainstorming ကောင်းတဲ့ model ကိုမှဒါ voice chat feature ပါရနေတာဆိုတော့စကားပြောနေရင်လည်းအပြန်အလှန် idea တွေဖလှယ်လို့ရတဲ့ဘုတ်ကောင်းကောင်းတစ်ခုဖြစ်လာတာအဲ့တော့ဒီကောင်တွေကိုတော့ content creator တွေ creative writer တွေ content သမားတွေသုံးတာများတယ်multi model ဖြစ်တာမလို့ image ဘိုင်းနေဒါပုံနေမှာဆိုရင် input လုပ်ပြီးတော့မှမေးတာမျက်နှာတွေပါလုပ်လို့ရတယ်အဲ့တော့ဒီပြိုင်ဘက် pop တွေနဲ့ရှင်းလိုက်တဲ့အခါမျိုးမှာအကောင်းဆုံးမဟုတ်ဘူးဆိုရင်တော့မှဒါသူ့ရဲ့တနေရာထဲမှာပဲလိုသမျှကိုအကုန်ကောင်းကောင်းလေးလုပ်နိုင်တာဆိုရင်တော့ဒါဒီကောင်ကသုံးလို့ကောင်းတဲ့ထဲမှာပါတယ်နောက်တစ်ခုက Anthropic ရဲ့ Claude Chatbot သူကကြတော့တာမန် user တွေသိပ်ပြီးတော့မှမသုံးကြအောင်ဒါမဲ့ခုံတွေသမားတွေတော့ပိုသုံးတာများတယ်သူ့ရဲ့အဓိကအားသာတဲ့အချက်ကကြတော့ကို upload လုပ်လိုက်တဲ့ file တွေဘလောက်များကောင်းကောင်း manage လုပ်ပေးနိုင်တယ် type အနေနဲ့ဆိုရင်လည်း PDF text document CSV HTML markdown အကုန် upload လုပ်ပြီးတော့မှလည်းမေးလို့ရတယ်နောက်တခြား pop တွေလိုမျိုးတခါမေး file တစ်ခုပြလုပ်နေရမျိုးမဟုတ်ဘဲနဲ့ file အခု20လောက်ကိုတခါလေး upload လုပ်ပြီးတော့မှမေးလို့ရတယ်ဆိုတော့document များများသုံးနေကြတဲ့လုပ်ငန်းတွေနေဆိုရင်တော့ပို့ပြီးတော့ကြိုက်တယ်နောက်ပြီးတော့ချက်တွေအများကြီးရှိနေရဆိုရင်လည်းတူရစုပြီးတော့မှ organize data လုပ်ပေးတဲ့ feature လဲပါတယ်ဒီ cloud ရဲ့အားသာချက်ကကြတော့ file နေ information တွေဘလောက်ပဲများ topic မလွဲဘဲနဲ့ပြောချင်တဲ့အကြောင်းအရာပြောနေတဲ့အကြောင်းအရာတွေကိုသေချာနားလည်သဘောပေါက်ပြီးတော့မှပြန်ဖြေပေးနိုင်တယ်တခြား pop တွေမှာကျတော့တည့်ရတိုင်းပဲ info 3ခုတက်ပို့ပြီးတော့မှကြော်သွားပြီဆိုလို့ရှိရင် topic တွေလွဲပြီးတော့ဖြေပြီးသားအဖြေကြီးကိုပဲခဏပြန်ဖြေနေရမျိုးပြီးရင်နားမလည်ဘူးဆိုပြီးတော့ပြောတဲ့အထီကိုပါပြန်ဖြေတတ်တယ် Claude မှာကျတော့အဲ့လိုမျိုးမဟုတ်ဘူးသူကတာမန် chatbot တက်ကိုပို့ပြီးတော့မှထဲဝင်သုံးချင်တယ်ဆိုရင်တော့ကိုယ့်လက်ထဲမှာ Mac device ရှိရင်တော့ပို့ပြီးကောင်းတယ်အဲ့တော့ Macro app တွေမှာကျတော့ Windows တွေနဲ့မတူတာကသူ့မှာ co-work ဆိုတဲ့ feature လေးပါတယ်ဒီ feature ကဘယ်လိုမျိုးအလုပ်လုပ်တာလဲဆိုတော့ကိုယ့်ရဲ့ computer မှာရှိတဲ့ file တွေကိုဓာတ်ရိုက်တခါတည်း manage လုပ်ပေးရအဲ့တော့ဥပမာနည်းနဲ့ပြောရမယ်ဆိုရင်ကိုယ်ထဲမှာရှိနေတဲ့ပုံတွေ file တွေကအစီအစဉ်မကျဘဲနဲ့ဒါတဝဲတပြားစီရှုပ်ပွားနေရမျိုးဆိုရင် co-work ကိုခိုင်းပြီးတော့မှ file တွေကိုပြန်စီခိုင်းလို့ရတယ်အဲ့ကြရင်ကိုယ်ထဲမှာရှိနေတဲ့ file တွေကဒါတခါတည်းပေါ့နော်သူ့ရဲ့အစီအစဉ်လိုက်ကိုမှတည်တည်ချာလေးစနစ်ချပြန်စီပေးရမျိုးတွေလုပ်ပေးရဆိုတော့သူ့ရဲ့ model ကပြောရမယ်ဆိုရင်ခုံတွေပိုင်းမှာပို့ပြီးတော့အားတာတယ်အဲ့တော့ long form content တွေပိုင်းဆိုလို့ရှိရင်လည်းကောင်းကောင်းလေး handle လုပ်ပေးနိုင်တယ်ဒါမဲ့ image generation ဘာညာတော့မရှိဘူးပေါ့အဲ့တော့ text ပုံမှာပဲ ion စိုက်ပြီးတော့လောက်ရတဲ့ပေါ့အဲ့တော့ဒီ Claude Chatbot ကိုတာမန် user တွေသုံးမယ်ဆိုရင်တော့သုံးလို့ကောင်းနေမှာတော့မဟုတ်ဘူးဒါကိုခုံတင်သမားတွေသုံးမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတယ်တကူရှိတာကတော့ဒီကောင်ကိုသုံးမယ်ဆိုရင်တော့ daily limit တွေမဟုတ်ဘဲနဲ့ weekly limit ပါရှိမယ် basis mean နဲ့သုံးမယ်ဆိုရင်တော့ဒါ limit ကရှိနေဦးမှာပဲတကယ်လို့မရှိချင်ဘူးဆိုရင်$200လောက်ပေးသုံးပြီးတော့ဝယ်မှပဲရမှာနောက်တစ်ခုက publicity ဒီကောင်ကကျတော့အရှာတလိုက်ဘာမိမိကိုရှာတာအဲ့တော့တခြား AI တွေမှာကျတော့ရှိပြီးသား info တွေလေးလာထားတဲ့ info တွေကိုပဲသူတို့ကပြန်ပြီးတော့ဖြေချတာရှာတော့ရှာတယ်ဒါပေမဲ့ကြိုးရှာပြီးတော့မှမှတ်ထားတဲ့ပုံစံမျိုးဒီကောင်ကကျအဲ့လိုမျိုးမဟုတ်ဘူးကိုကတီးကျင်တာတခုကိုမေးလိုက်တယ်ဆိုရင် real time မှာတွားပြီးတော့ရှာတာအဲ့တော့အဖြေတိုင်းကလည်း up to date ဖြစ်တယ်ပြီးတော့သူဖြေပြတဲ့ပုံစံကလည်းလုံးဝချက်ကြလက်ကြနဲ့ဖြေတာဒါကဘယ် website ဘယ် info ဘယ် website ကတင်တာပါဆိုပြီးတော့အဲ့လိုပုံစံမျိုးအဲ့တော့ကိုကမေးလိုက်တဲ့မေးခွန်းကိုဖြေပေးလိုက်တဲ့အဖြေတိုင်းက up to date လည်းဖြစ်နေမယ်ပြီးရင် information တွေကလည်းမမှားတော့အဲ့တော့ research ကောင်းကောင်းကိုချက်ကြလက်ကြနဲ့သိကျင်နေဆိုရင်တော့ဒါတော်တော်လေးအလုပ်ဖြစ်တဲ့ထဲမှာတော့ပါတယ်အဲ့တက်ပို့ပြီးတော့မှသိကြခြင်းသေးရဆိုရင်သူပြထားတဲ့ website တွေတဲကိုမှဝင်ပြီးတော့မှစစ်လို့ရတယ်ဒါမဲ့ဖ
publicity မှာကျတော့ तू က research ကောင်းတာနဲ့ reply မြန်တာလောက်ပဲကောင်းတာ तू ကောင်းနေဆိုတာလေတခြား AI တွေထက်ဒါတာတဲ့အချက်တစ်ခုပဲဒါမဲ့ तू ကဒီအဲ့ဒါအပြင်နောက်ထပ်ပိုပြီးကောင်းတာရှိလားဆိုတော့ထပ်မရှိတော့အဲ့တော့အခုလောလောဆယ်တာသုံးလို့ကောင်းနေသေးရဲ့ဆိုပေမဲ့နောက်ပိုင်းတွေမှာတိုးတက်မှုမရှိဘူးဆိုရင်တော့လူသုံးနေသွားမယ်ထင်မှာတော့ပါတယ်နောက်တစ်ခုကအားလုံးရဲ့အချစ်တော်ကြီးဖြစ်တဲ့ Gemini ဒီကောင်ကကြတော့ Google ရဲ့လက်ရွေးစင် AI fighter ကြီးဖြစ်ပြီးတော့မှဒါ chatbot တွေထဲမှာဆိုရင်နောက်ကျမှဝင်လာခဲ့တယ်ဆိုပေမဲ့နေရာတော်တော်ယူနိုင်တဲ့ကောင်လို့ပြောရင်လည်းမမှားဘူးအဲ့တော့ထုတ်လုပ်တဲ့သူကလည်း Google ဆိုတော့ Gmail, DOS, Chrome browser နဲ့တခြား Google app တွေမှာပါ Gemini AI ကိုဓာတ်ရိုက်သုံးလို့ရတဲ့ထဲမှာပါတယ်အဲ့တော့ဒီကောင်က chatbot တွေချင်းရှင်းလိုက်မယ်ဆိုရင်တော့ဒါက Google အားသာချက်လို့တောင်ပြောလို့ရတယ် free နေတောင်မှတော်တော်လေးသုံးရတာအဆင်ပြေနေရဆိုပေမဲ့ဒါ Gemini ရောပါဝယ်ပြီးတော့မှသုံးမယ်ဆိုရင်တော့ Google ရဲ့တခြား AI တွေဖြစ်တဲ့ Notebook LM တို့ Flow လိုမျိုးတခြား AI တွေပါရအောင်ပါဆိုတော့တော်တော်လေးမိုက်တယ်တကယ်ဆိုဒီ Notebook LM တို့ Flow ဆိုတာမျိုးကသူတို့ရဲ့ကိုယ်ပိုင် subscription တက်ရှိနေပြီးသား Gemini ရောဝယ်သုံးမယ်ဆိုရင်တော့ဒီကောင်တွေကိုဝယ်ပြီးတော့မှသုံးနေစရာမလိုတော့ image, video, audio, text ကြိုက်တာကို upload လုပ်ပြီးတော့မှအမေးပြေလုပ်လို့ရတာဆိုတော့ multimedia AI ဘိုင်းမှာဆိုရင်တော့ Gemini ကအကောင်းဆုံးလို့တောင်မှပြောလို့ရတယ် image generation ဘိုင်းမှာပုံတွေကိုကိုယ်စိတ်ကြိုက်အနည်းဆက်ဆုံးတွအောင်လို့ generate လုပ်ပေးနိုင်တယ်လို့ပုံတွေကိုလည်းထပ်ပြီးတော့မှကောင်းကောင်းလေး edit လုပ်ပေးနိုင်တယ် video generation ဘိုင်းမှာဆိုရင်လည်းတော်တော်လေးကိုကောင်းကောင်းလေးလုပ်ပေးနိုင်တာအဲ့တော့ free သုံးမယ်ဆိုရင်တော့ဒီနေရာမှာ limit ရှိရဆိုရင်မဲ့ထွက်လာတဲ့ resource တွေကတော့တော်တော်လေးကိုကောင်းတယ် free version ချင်းရှင်မယ်ဆိုရင်တော့ဒါ Gemini ကအကောင်းဆုံးလို့တောင်မှပြောလို့ရတယ်။နောက်တဲ့ chatbot တစ်ခုက Grok ဒီကောင်က Elon Musk ရဲ့ XA ကနေပြီးတော့ထုတ်ထားတာ chatting, brainstorming, talking ဘိုင်းတွေမှာအားသာပြီးတော့ဒါ image generation ဘိုင်းမှာလည်းတိတ်မဆိုးဘူးလို့ပြောလို့ရတယ်။ဒီကောင်မှာအားသာချက်အကြီးတစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့ Elon Musk ဝယ်ထားတဲ့ Twitter အခုလက်ရှိ X ကနေဒါ social platform ကနေ live data တွေကို access ရနေတာ။အဲ့တော့ X ဆိုတာကတော့အားလုံးသိတဲ့အတိုင်းပဲ Facebook လိုမျိုးထွေရလေးပါတင်တာနေပြီးတော့ breaking news သတင်းအကြီးတွေပြီးရင် real time trend တွေနဲ့ professional ဒါ networking တွေစုနေတဲ့နေရာအဲ့လိုနေရာကြီးတွေကနေပြီးတော့မှ live data တွေ access ရနေတာဆိုတော့ up to date သတင်းတွေပြီးရင် trend ဖြစ်နေတဲ့ topic တွေနဲ့လက်တလောလုပ်နေတဲ့ event တွေအကြောင်းအများကြီးမေးလို့ရတယ်အဲ့တော့ဒီ trending ဖြစ်နေတဲ့ topic တွေကို track လုပ်နေတဲ့သူတွေအတွက်ဆိုရင်တော့ဒီ Grok AI ကတကယ်ကိုရွှေရင်းကြီးပဲပြီးတော့ဒီ content policy ဘိုင်းမှာဆိုလို့ရှိရင်လည်းတခြား AI တွေမှာဆိုရင်ဒီဟာမမေးရအောင်ဟိုဟာမမေးရအောင်တေးချက်တာမျိုးတွေမရှိဘဲနဲ့မေးရပြူရလဲလွတ်လပ်တယ်ဒီကောင်တွေကို content creator တွေ social media manager တွေနဲ့ trend out လိုက်နေတဲ့သူတွေသုံးတာများတယ် free သုံးလို့ရပြီးတော့မှတကယ်လို့ဝယ်မသုံးဘဲနဲ့ဟိုဒီတိုင်းသုံးမယ်ဆိုရင်တော်တော်လေးသုံးလို့ကောင်းတဲ့ထဲမှာပါတယ်ဆိုတော့ overall အနေနဲ့ပြောရမယ်ဆိုရင်အခုပြောပါတဲ့ chatbot တွေအကုန်လုံးကဘယ်ဟာပိုကောင်းတယ်ပိုဆိုးတယ်ဆိုပြီးတော့မှဒါ general အားဖြင့်တော့ပြောလို့တော့မရအောင်သူ့နေရာနဲ့သူ့နယ်ပယ်နဲ့သူကတော့အသုံးဝင်တဲ့ကောင်းလေးကြီးပဲအခုကြည့်နေတဲ့သူတွေရောဒါကိုယ့်အတွက်ဘယ် chatbot ကအသုံးဝင်ဆုံးလို့ထင်လဲဘာကြောင့်မလို့အကောင်းဆုံးဖြစ်တာလဲဆိုတော့ပါခုံးမှာပြောသားပြပါ right ပါနောက်ထပ်စိတ်ဝင်စားတဲ့ view နဲ့တူပြန်လာခဲ့ပါမယ်